မင်္ဂလာပါခေတ်သစ်ဖက်ဒရယ်မီဒီယာမှာသတင်းများကိုတင်ဆက်ပေးနေတာမို့ channel လေးကိုလည်း like and subscribe ပြုလုပ်ပေးခဲ့ပါအောင်ရှင်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့နိုင်ရိတ်ကန်ဗျူဟာရဲ့နောက်ဆုံးစစ်ရေးအခြေအနေဆွဲသတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်နိုင်ရိတ်ကန်ဗျူဟာနဲ့စစ်ကူလာတဲ့စစ်ကြောင်းတွေကိုအလုံးစုံဖျက်တောက်ထိုင်းနိုင်ပြီဖြစ်ပြီးဗျူဟာရဲ့ပတ်ပတ်လည်မှာတိုက်ပွဲတွေဆက်ဖြစ်နေတယ်လို့စစ်ရေးသတင်းရင်းမြစ်အချို့ကပြောပါတယ်အမ်ဘရန်လမ်းမိုင်မှာအကြီးဆုံးစစ်စခန်းဖြစ်တဲ့နိုင်ရိတ်ကန်ဗျူဟာကုန်းကိုအာရခတပ်တော် AA နဲ့မဟာမိတ်တွေကထိုးစစ်ဆင်တိုက်ခိုက်နေပြီးနိုဝင်ဘာလ4ရက်နေ့အထိအခြေအနေကိုမြေပြင်စစ်ရေးသတင်းရင်းမြစ်အချို့ကအခုလိုပြောပါတယ်ဗျူဟာတဲကိုလူအင်အား၄ချောင်းကနေလည်းမပို့နိုင်တော့ဘူးရိတ်ခါတွေပဲပြစ်ချလို့ကြတယ်လမ်းကြောင်းကလာတဲ့အဖွဲ့တွေလည်းဗျူဟာတိမပေါက်တော့ဘူးပတ်ချလဲမှာဖျက်တောက်ထားတဲ့အခြေအနေပါလို့ပြောပါတယ်မြေပြင်ကနေစစ်ကူပို့ဖို့စ조사တဲ့စစ်ကြောင်းတွေကစစ်မှုထမ်းတင်နန်းစင်တပ်သားတွေလည်းထွက်ပြေးနေကြပြီး AA နဲ့မဟာမိတ်တွေကစတိုက်ဖမ်းမိနေပါတယ်။တုံမန်းတွေကပြောတာကဗျူဟာထဲမှာ300လောက်ကျန်နေတရားရတာ90လောက်ရှိတယ်တရားရသူတွေကိုကဘာထဲမှာပဲထည့်ထားတယ်။သူတို့ဖော်တာကအဲ့လိုရှိတယ်လို့စစ်ရေးသတင်းရင်းမြစ်တအူးကဆိုပါတယ်။နိုင်ရိတ်ကန်ဗျူဟာထဲမှာတောင်ထိပ်ဒေသဆိုထိုင်းစမြန်မာတဲ့အတွက်ရေဒါပျက်စီးမှုကနေကာကွယ်နိုင်မှုကမ္ဘာလုံးပုံစံမျိုးကစနစ်လုပ်ထားတာပါ။ဒါပေမဲ့2025ခုနှစ်စံပိုင်းကစပြီး AA ကထိုးစစ်ဆင်လာတဲ့အခါရေဒါကိုစစ်ကောင်စီကဖြုတ်သိမ်းထားပါတယ်။အဆောက်အုံတွေကိုတော့စစ်တပ်ကဘဏ်ကအနေနဲ့သုံးနေတယ်လို့သိရပါတယ်။ဗျူဟာကုန်းကိုအပိသက်သိမ်းယူဖို့အတွက်လက်ကျန်စစ်စခန်းအချို့ကိုထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ AA ကအော်တိုဘာလ15ရက်နေ့မှာထုတ်ပြန်ထားပါတယ်။နိုင်ရိတ်ကန်ဗျူဟာကုန်းကို AA နဲ့မဟာမိတ်တွေကပြီးခဲ့တဲ့ဖေဖော်ဝါရီလမှာထိုးစစ်စတင်ခဲ့တာပါ။အဲ့ဒီအချိန်တုန်းကဒေသတွင်းစစ်စင်ရေးနဲ့ခုခံစစ်တွေကိုတပ်မကိုကတာဝန်ယူခဲ့တာပါ။ကာကင်စခန်းတွေကို AA နဲ့မဟာမိတ်တွေကတခုပြီးတခုတည်ယူနေပြီးဇက်တိုက်အထိနာနေတဲ့တပ်မကိုတပ်မမှုဘုံမူကြီးတင်မောင်ကျော်ကိုမေလာထဲမှာပြန်ဖမ်းပြီးဟာခအခြေဆိုင်စစ်ဗျူဟာမှုဘုံမူကြီးစုံဝင်းထွန်းကိုတပ်မကိုတပ်မမှုရာထူးတာဝန်ပေးခဲ့ပါတယ်။ထိုးစစ်စတင်တဲ့အခါဖေဖော်ဝါရီလထဲမှာတင်တမကိုလက်အောက်ခံအမှတ်992နီးဗျူဟာအဖွဲ့ကယာယီနီးဗျူဟာမှုဒုတိယဗိုလ်မှူးကြီးကျော်ကျော်တန်းနဲ့ဗျူဟာရုံးအဖွဲ့ဝင်18ဦးအပြင်စစ်တုံးပန်အများပြားကို AA ကဖမ်းဆီးခဲ့ပါတယ်။စစ်ကောင်စီကတမကိုလက်အောက်ခံတန်ရင်တွေအစားရှမ်းတောင်အခြေဆိုင်စစ်စင်ရေးကွက်ကဲမှုဌာနချုပ်စကခစခွန်ကိုအကုလနာမိုင်မှာပို့ပြီးခုခံပေမဲ့ AA နဲ့မဟာမိတ်တွေကစကန်းတွေထပ်ပြီးတင်ယူနိုင်ခဲ့ပါတယ်။စကကစက်ခွန်လောက်ခံတန်ယူနေဖြစ်တဲ့ခမာယ984ခမာယ969ခမာယ985ခမာယ989ခမာယ920ခလယ295တို့နဲ့အတူစစ်မှုထမ်းတင်နန်းစင်တွေပါလာပြီးစစ်ကြောင်းထိုးလာလို့တိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားခဲ့ပါတယ်စကန်နေတိုက်ပွဲမှာကစင်ကလျာထွက်ပြေးနေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဖမ်းမိထားပြီးအလံပြူထောင်နဲ့အလင်းဝင်ရောက်လာသူတွေလည်းဇက်တိုက်ရှိနေတယ်လို့အာရခတပ်တော် AA ကအော်တိုဘာလ18ရက်နေ့ညမှာသတင်းထုတ်ပြန်ထားပါတယ်။အလင်းဝင်ရောက်လာသူတွေကိုလည်းစစ်တုံးပန်းဥပဒေနဲ့အညီဆောက်ရှောက်ပေးထားပြီးစစ်မှုထမ်းမှုစုဆောင်းခြင်းခံထားရသူတွေအနေနဲ့အနည်းဆုံးနေရာတွေကတဆင့်ဆက်တွဲပြီးအချိန်မရွေးလက်နက်ချအလင်းဝင်ရောက်နိုင်တယ်လို့အတည်ပြုထားပါတယ်။အခါလုံးမိုးတွေကျွာနေပြီးလေကြောင်းတိုက်ခတ်မှုကြောကျနေပေမယ့်မြေပြင်တိုက်ပွဲတွေဆက်လက်ဖြစ်နေတယ်လို့စစ်ရေးသတင်းရင်းမြစ်အချို့ကပြောပါတယ်ရှင်။ဇလန်ပီစစ်ကားဆောင်က၎င်းတဲဒီမာယာဝိဇယဖယားလူစီကားစီယံအမိန်ပေးစီယုံနေပြီးရွေးကောက်ပွဲမသိမ်းဆောင်စီယံဖယားကုနေဆွဲသတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။စစ်ကားဆောင်ကမြန်မာနိုင်ငံအတွင်းခိုင်ခန့်မှုအရှိဆုံးဟုကြွားလုံးထုံနေတဲ့၎င်းတည်ထားတဲ့မာယာဝိဇယကြောက်စင်လူဖယားမှာလူစီကားစီယံနဲ့လာမယ့်ရွေးကောက်ပွဲအောင်မြင်ရေးအတွက်ရည်ရွယ်၍ဖျားကုလုံနေကြောင်းသတင်းရင်းမြစ်များအရသိရှိကြပါတယ်။အဆိုပါဖျားမှာလူစီကားစီယံပွဲလဲတပင်များဖြင့်စီယုံသိမ်းသွင်းလှုပ်ဆောင်လျက်ရှိတယ်လို့လည်းသိရပါတယ်။ကမ္ဘာပေါ်ရှိစက်တင်ကြောင်းသားထိုင်တော်မူဖျားအနက်ညံတော်အမြင့်ဆုံးဟုစစ်ကော်မရှင်ကထုတ်ပြန်ဆိုထားတဲ့မာရာဝီဇယာဖျားကိုစတင်တည်ကျဲမှစ၍စစ်ကော်မရှင်လက်အောက်ခံနက်စီရီယံဝန်ထမ်းများမှာမကြာခဏဆိုသလိုမဖြစ်မနေလာရောက်ဖူးမြော်နေရကြောင်းစုံစမ်းသိရှိရပါတယ်။ဒါအပြင်မြန်မာနိုင်ငံသို့လာရောက်သည့်နိုင်ငံတကာမှအဖွဲ့အစည်းများ၎င်းတို့နဲ့နှိစက်သူများအပြင်ကျောင်းသားကျောင်းသူများကိုပါခရီးစဉ်စရဲညင်ဖြင့်ပို့ပေးနေပြီးမြန်မာယူရောင်ပွဲလဲတပင်များကိုလည်းအဆိုပါဖျားမှာပင်အဓိကထားပြုလုပ်လျက်ရှိပါတယ်။အဆိုပါဖျားကိုစီကားစီရန်လှုပ်ဆောင်နေမှုအပြင်မကြာမီ၎င်းတို့ပြုလုပ်သွားရန်စီစဉ်နေသည့်ရွေးကောက်ပွဲအတွက်ပါရည်ရွယ်၍စိုးရင်စိတ်များဖြင့်ဖျားကုနေသည်ကိုတက်သွင်းသတင်းအရာကြားသိရကြောင်းစီရီယံဗိုလ်ကြီးစင်ရောကဆိုပါတယ်။သူ့အနေနဲ့ရွေးကောက်ပွဲတွေအတင်းအဆောင်ဖြစ်လာမလားလုံနေရင်းနဲ့ဘယ်နေရာကဘာဖြစ်အောင်မလဲစတာတွေစိုးရိမ်နေတယ်အဲ့ဒါမို့ဖျားကုနေတာလို့တပ်ဖက်ကလူတွေစီကကြားရတယ်ဟု၎င်းကပြောပါတယ်
အာနာသိမ်းပြီးနောက်ယာယီသမ္မတဟုမိမိကိုယ်ကိုသုံးနှုန်းနေတဲ့စစ်ကောင်းဆောင်ကငွေကြေးတန်ပေါင်းများစွာကုန်ကျခံသုံးစွဲ၍၎င်း၏ရုံးဆိုင်ရာနေပြည်တော်တက္ကိနသီရိမြို့မှာရင်းဖျားကိုတည်ထားပြီးအမြဲဆိုသလိုဂုဏ်ယူပြောဆိုလေးရှိပါတယ်။ဒါအပြင်စစ်ကောင်းဆောင်ကအင်အားပြင်းစကိုင်းငလျင်လှုပ်ခတ်ချိန်ကလည်းမာနဝိဇ္ဇယဘုရားကိုတွားရောက်ပြီးလေပြင်းတန်ငလျင်တန်နှင့်တဘာဝတန်တို့ခံနိုင်မှုရှိစေရန်တည်ဆောက်ထား၍ထိခိုက်မှုနေပါခြင်းဖြစ်ကြောင်းကြောင်းဝါပြောဆိုခဲ့ပါတယ်ရှင်။